ပါကျမနာမည်ဆာမဆေးလေပါပါကျမကတော့ကလဲ family မိဘမဲ့ဂေဟာမှာဂေဟာမှုအနေနဲ့တာဝန်ထမ်းဆောင်နေပါတယ်အားလုံးကိုတွေ့ရတာဝမ်းသာပါတယ်ရှင်ဟုတ်ကဲ့အခု Starfish Academy application ကနေပြီးတော့ကလေးတွေ grade 1မှနေ7အထိအင်္ဂလိပ်စာကိုတယောက်သင်ယူနေကြပါတယ်သင်ယူချိန်ကတော့တစ်ပတ်ကို2ကြိမ်နိုင်ဝက်စီသင်ယူနေကြပါတယ်ရှင်အနေနဲ့ grammar ပိုင်းကော listening ပိုင်းကော reading ပိုင်းကောအများကြီး improve ဖြစ်လာတာကိုတွေ့ရပါတယ်။ကျောင်းမှာရောသူတို့အင်္ဂလိပ်စာမှာပို့ပြီးတော့ speaking ပိုင်းတွေမှာအများကြီး improve ဖြစ်လာတာကိုတွေ့ရပါတယ်ရှင်။ဟုတ်ကဲ့ကျမတို့ကလေးတွေအနေကအရင်ကအတော်လေးကိုအင်္ဂလိပ်စာမှာအားနည်းတာကိုတွေ့ရပါတယ်။ဒီ application နဲ့သူတို့တည်ယူပြီးတဲ့နောက်ပိုင်းမှာအကျောင်းမှာ exam တွေသူတို့ဖြေတဲ့အခါမှာလည်း A တွေ A+ တွေသူတို့ရရှိတာကိုတွေ့ရပါတယ်ရှင်ဒီ app ကနေသင်ကြားပေးတဲ့သင်ခန်းစာတွေ lesson လေးတွေကကောအကျောင်းမှာ direct အထောက်အကူပြုတဲ့အတွက်သူတို့စာမေးပွဲမေးခွန်းတွေကိုလည်းလွယ်လွယ်ကူကူနဲ့ဖြေဆိုနိုင်တာကိုတွေ့ရပါတယ်ရှင်Starfish Academy app လေးနဲ့သင်ကြားမဲ့သူတွေကိုကြံပေးချင်တာကတော့သင်ခန်းစာတွေကလုံးဝကို fun ဖြစ်တယ်ကလေးတွေလုံးဝပေါ့နော်သူတို့မီးငွေပဲနဲ့သူတို့သင်ယူနိုင်တယ်ဆိုတာကိုတွေ့ရတယ်နံပါတ်2ချက်အနေနဲ့တော့ဝန်ထမ်းတွေကလည်းလုံးဝကို supportive ဖြစ်တယ် feedback တွေလည်းအများကြီးကောင်းပါတယ်နံပါတ်3ချက်နေကတော့ internet ရှိတဲ့ဘယ်နေရာမှာဆိုဘယ်ချိန်မှာမဆိုအလွယ်တကူဒီ application လေးကနေပြီးတော့အင်္ဂလိပ်စာကိုသင်ယူလို့ရတဲ့အတွက်ကျမတို့နဲ့အတူတူဒီ app လေးကနေသင်ကြားပေးဖို့ 100% recommend ပေးပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်At Chief Flourish Starfish Academy